အိန္ဒိယမှာတကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေတစ်ခုအကြောင်းကိုဆိုတော်ကြီးကစာအုပ်ထဲမှာထည့်ရေးတာဇနီးမောင်နှံ2ယောက်ရှိတယ်တဲ့မိဘတွေပေးစားလို့ယူလိုက်ရတယောက်နဲ့တယောက်သိပ်ပြီးတော့မျက်နှိုးတဲ့သဘောမရှိအထူးသဖြင့်အမျိုးသားကအမျိုးသမီးကိုမမျက်နှိုးဘူးဒီတော့အမျိုးသမီးကတော့သူကမယားဝတ္တရားနဲ့အညီတကယ်ကိုရိုးရိုးကျိုးကျိုးလေးလေးစားစားဆက်ဆံပြီးတော့တကယ်ကိုတိမ်တိမ်မွေ့မွေ့နေခဲ့တာဒါပေမဲ့အဲ့ဒါကိုပဲအမျိုးသားကမာယာများတယ်လို့ထင်မုန်းပြီဆိုမှတော့အပြစ်ပဲမြင်တာနော်အေးအဲ့ဒီလိုနဲ့သူတို့နေလာတယ်အမျိုးသမီးကလည်းကြာတော့စိတ်ပြက်နောက်တော့တဖြည်းဖြည်းနဲ့အမျိုးသားကလက်တွေပါတွေပါလာရိုက်တာနှက်တာတွေပါတွေရှိလာစိတ်နာတယ်တယောက်ကိုတယောက်မုန်းတယ်ဒါပေမဲ့လို့အခြေအနေအကြောင်းကြောင့်ဒီလင်မယားကမကွဲမသွားဘူးအဲ့ဒီလိုနဲ့နေလာတာသားတယောက်သမီးတယောက်ရတယ်အရှင်မပြေဘဲနဲ့စိတ်တိုင်းမကြဘဲနဲ့ပေါင်းနေရတဲ့အိမ်တော်ကြီးတွေဘယ်လောက်များမလဲဒီလူတွေပိုသိတယ်နော်အမျိုးမျိုးသောအကြောင်းကြောင့်ပြတ်မရဘဲနဲ့နေရတာဟုတ်လားသားတွေသမီးတွေရှိလာပြီဆိုတော့ပို့ဆိုးလာတာပေါ့အေးအဲ့ဒီလိုနဲ့နေလာတော့တနေ့တော့ဒီအမျိုးသမီးကဘလို့မှသီးမခံနိုင်တော့ဒီအမျိုးသားကိုမုန်းတယ်သူစိတ်ဆင်းရဲအောင်သူမကြည်မနှက်ဖြစ်အောင်ငါဘလို့လုပ်မလဲဒါပဲသူစဉ်းစားတယ်အဲ့ဒီလိုနဲ့တနေ့တော့ဒီအမျိုးသားကမြို့တစ်မြို့ကိုအလုပ်ကိစ္စတစ်ခုနဲ့ရောက်သွားတာအဲ့ဒီလိုရောက်သွားတော့သူ့စီကိုသူ့မိန်းမစီကကျေးနန်းစာလာတယ်။ဟုတ်မေငါမိန်းမကငါ့ကိုထူးထူးခြားခြားစာတွေပါတွေရေးလို့ဆိုပြီးတော့ဖတ်ကြည့်အဲ့ဒီကြမှာမျက်လုံးပြူတာအရှင်တဲ့အရှင်ကိုမျက်နှိုးလွန်းလို့တေးသေးချာချာကိုယ့်ဘက်ကမလိုရအောင်နူးနူးညံ့ညံ့သိမ့်သိမ့်မွေ့မွေ့မေတ္တာတရားနဲ့ဆက်ဆံခဲ့တယ်ဒါပေမဲ့တခုမှရှင်ဟာအကောင်းမထင်ဘူးတဲ့ဒါကြောင့်အဲ့ဒီအမုန်းတရားရဲ့ဒဏ်တွေကိုမခံနိုင်လို့ဒါတကယ်တမ်းကတော့သူကလည်းမုန်းနေတာသူဒီလိုလှုပ်လိုက်ရင်ဒီယောက်ျားစိတ်ဆင်းရဲမယ်ဆိုတာသိလို့စိတ်ဆင်းရဲသေးခြင်းလို့သူလှုပ်တာဘာလှုပ်လိုက်တယ်လဲဆိုတော့သားလေးသမီးလေးစားမယ်အစားအစာတွေကိုအစိတ်ခတ်ပြီးတော့ကျွေးလိုက်တယ်သူ့ကိုယ်သူလည်းတခါတည်းအဆုံးဆင်းရင်လိုက်ပြီအဲ့ဒီတိုင်းရေးထားတာအဲ့ဒီတော့မှဒီယောက်ျားကတခါတည်းမျက်လုံးပြူးမျက်စံပြူးနဲ့တန့်ပြေးတာအိမ်ကိုသူ့မြို့ဟိုရောက်တော့မမီတော့ပါဘူးအလောင်းတွေပဲတွေ့အဲ့ဒီကြောင့်မှဟုတ်တယ်ငါဘောသူကောင်းရှာတယ်အဲ့ဒီလိုနီးနဲ့သူ့ရဲ့တန်တမှာလည်းဘလို့မှမခံစားနိုင်တဲ့ဆုံးနစ်တဲ့ဒေါသဒါလည်းဒေါသပဲနော်စိုးရင်လည်းပူဆွေးတယ်ဒါလည်းဒေါသပဲသူကဆုံးနစ်တဲ့ဒေါသတတ်မယ်ဖြစ်မယ်ဆိုတာကတက်ကြွတဲ့ဒေါသအဲ့ဒီဒေါသကြောင့်ဒီယောက်ျားလည်းသီးမခံနိုင်မဲနဲ့သူတို့အမြဲတမ်းကင်ဖို့သုံးထားတဲ့လိုင်စင်နဲ့ကင်နေတဲ့ဒီတနက်ကိုထုတ်ပြီးတော့သူ့ကိုယ်သူလည်းပဲအဆုံးစီရင်ပြစ်လိုက်တယ်အဲ့ဒါသတော်ဘုရားကြီးရေးပြထားအမျက်ဆိုတဲ့အမုန်းတရားတွေကြီးလာရင်ဒေါသဆိုတဲ့ပျက်စီးရာပျက်စီးကြောင်းတွေကိုအမျိုးမျိုးပေါက်ကွဲပြီးတော့မဖန်တီးဘူးလားဖန်တီးလာတယ်ဒါကြောင့်အဲ့ဒါလောက်ဆိုးဝါးတဲ့ဒေါသကိုအရိယာသူတော်ကောင်းကြီးတွေကမမျက်နှိုးတာ